ကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပေါင်းနေပြည့်စုံတော့ကျွန်တော်တို့ဒီနေ့ကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းနေ့ဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မျိုးလေးတွေအားလုံးเนาะညာတော့ကလည်းမိုးရီရွာတယ်မိုးရီရွာတော့ကျွန်တော် live တွင်ပေးဖို့ကနည်းနည်းလေးဘယ်လိုဖြစ်ရမလဲဆိုတော့လွှင့်လို့မရဘူးเนาะညာတော့မိုးရီကလည်းရွာ line နေလည်းဖြစ်တော့အဆင်မပြေတဲ့အတွက်ကြောင့်မလို့ like ကိုမလင့်ပေးဖြစ်တာပါဒါကြောင့်မလို့နားလည်းပေးကြပါလို့เนาะကျွန်တော်အနေနဲ့အတူပြောချင်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်မျိုးလေးတွေအားလုံးဒီနေ့ကဗုဒ္ဓဟူးနေ့မနေ့ညเนาะဒါဗုဒ္ဓဟူးနေ့တို့ရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မျိုးလေးအားလုံးဗုဒ္ဓဟူးနေ့မှာကျွန်တော်မျိုးတွေအားလုံးဘယ်လိုအရာတွေနဲ့ကျွန်တော်တို့အမျက်ထုတ်မလဲဘယ်လိုအရာတွေနဲ့ငွေထုတ်ပိုင်းမလဲဆိုတာကိုကျွန်တော်မျိုးတွေကိုလာရောက်ပြီး share လုပ်ပြီးတဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုအစကနေအဆုံးထိเนาะမကြော်ဘဲနဲ့ like ပါကြည့်ရှုပေးဖို့ကျွန်တော်အနေနဲ့ကအထူးမြတ်တာရက်ခံပါတယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ဗီဒီယိုလေးကိုစာပြီးတော့ကိုကဝင်ကြည့်တော့မယ်ဆိုရင်လက်မလေးတွေတစ်ချက်စီကိုစီလေးတောက်ပေးထားဖို့လုံးဝမမိပါနဲ့လို့နော်မျိုးတို့ရဲ့လက်မတစ်ချက်နော်မျိုးတို့ရဲ့ comment တစ်ချက်မျိုးတို့ရဲ့နော် comment တစ်ချက်ဒီကျွန်တော်တို့ရဲ့ channel မှာပြည့်စည်ရရောက်ပါတယ်ဒါကြောင့်မလို့ channel ကိုဝိုင်းရတဲ့အနေနဲ့နော်ကျွန်တော်မျိုးလေးတွေလူဟောင်းလေးတွေရောလူသစ်လေးတွေရောအကုန်လုံးနော်လက်မလေးတွေကိုစီတောက်ခဲ့ဖို့လုံးဝမမိပါနဲ့လို့ကျွန်တော်ဘက်ကနေပြီးတော့အတူပြောချင်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့ကဗုဒ္ဓဟူးနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဗုဒ္ဓဟူးနေ့အတွက်နော်ကျွန်တော်မျိုးလေးတွေအားလုံးနေတိုင်းသမားလေးတွေရောနော်အဖွဲ့ဝင်နော်နောက်တစ်ခုကကျွန်တော်အဖွဲ့ဝင်နဲ့ပတ်သက်လို့အနေငယ်လေးပြောကြလေးရှိတယ်အဖွဲ့ဝင်လေးတွေဒီတစ်ပတ်ကတလင်းလာအင်္ဂါနော်တလင်းလာရဲ့အင်္ဂါရဲ့2ရက်တွင်မှာနော်အဖွဲ့ဝင်ကဏ္ဍသည်မလာသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဗုဒ္ဓဟူးမကြော်ကတ်ကိုဆက်ပြီးတော့သုံးကြမှာလို့နော်ဗုဒ္ဓဟူးမကြော်ကတ်ကိုဆက်ပြီးတော့သုံးစရာမလိုသူမလာလာကြီးကိုကလည်းမျှော်ပြီးတော့စောင့်နေကြရမယ်မလိုဟုတ်ပြီလားเนาะဒါကြောင့်မလို့ကျွန်တော်မျိုးလေးအားလုံးအဲ့ဒီထက်ကောင်းတဲ့ဗုဒ္ဓဟူးကြာလာပတိတောက်ကြ3ရက်စလုံးပါเนาะအရန်ကိုမာတဲ့တာမဏိပတိတွဲတွေကိုတရက်ချင်းစီမှာမဖြစ်မနေပတိတိလုံးဝကြောက်ကြရမယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်ပေးသွားမှာဖြစ်ပါတယ်เนาะအဲ့ဒါက3ရက်စလုံးမှာဒါအဖွဲ့ဝင်တွေကတော့မျက်တစ်ထက်မြတ်မှာပါเนาะဒီပွဲကတော့ကျွန်တော်အဖွဲ့ဝင်တွေအတွက်ပဲလို့ကျွန်တော်ပြောပေးတာเนาะအဖွဲ့ဝင်တွေအကုန်လုံးမျက်တစ်ထက်မြတ်လိမ့်မယ်ကျွန်တော်ပေးမှဒီလေနေတိုင်း main ပတိတွန်းနဲ့အတူတူ main ၄ကွက်ကို OTP ပေးထားမှာဖြစ်ပါတယ်အဲ့ဒီ main ၄ကွက်နဲ့ main ပတိတွဲကိုတိကျကစားမဲ့သူကတော့မနေ့တော့မဟုတ်ညနေမှာကျင်းတီပေါက်တီးတီတစ်ချိန်เนาะ1000ရာခိုင်เนาะကျင်းတီရပါလိမ့်မယ်เนาะဒါကတော့ကောင်းကောင်းကြီးအာမခံပါတယ်เนาะဘိုးလိုမျိုးเนาะ2ရက်တွင်မှလာမယ်3ရက်တွင်မှလာမယ်ဆိုပြီးတော့ကျွန်တော်ပေးမဲ့ပတ်တီးတွဲမဟုတ်ဘူးကျွန်တော်ပေးမဲ့တမ်မဏိပတ်တီးတီတရက်ချင်းစီပေးသွားမှာဒါကအဖွဲ့ဝင်တွေတမ်မဏိနေတိုက်ပတ်တီးနဲ့မိန်လေးခွက်ကိုတရက်ချင်းစီထုတ်ပေးသွားမယ်ဗုဒ္ဓဟူးနေ့ကနေပြီးတော့တောက်ကြနေပြီဒီနေ့ဗုဒ္ဓဟူးနေ့မှာလည်းအောင်မြင်မှုရမယ်ကြာတာပတိနေ့မှာလည်းအောင်မြင်မှုရမယ်တောက်ကြနေ့မှာလည်းအောင်မြင်မှုရမယ်ဒါပါလဲဆိုတော့เนาะချောင်းပိတ်တမ်မဏိပဲเนาะအဲ့ဒီထက်ကောင်းတာဘာမှမရှိဘူးမျိုးလေးတွေအားလုံးเนาะမမြတ်ဘူးဆိုရင်ကျွန်တော်ဒီပွဲမှာလုံးနားပေးမယ်เนาะနောက်လာမယ့်ပွဲမှာတော့နားပေးမယ်ဗျာဒီပွဲနဲ့မဟုတ်နောက်ပွဲရောခုပွဲရောနားပေးမယ်เนาะအဲ့တော့မျိုးလေးတွေအားလုံးတေချာလေးကစားပေးပါเนาะအဖွဲ့ဝင်လေးတွေကိုအကောင်းဆုံးသောအရာလုပ်ပေးထားပါတယ်အဖွဲ့ဝင်တွေအားလုံးတခုပြောချင်တာပါလို့ကျွန်တော်စကားနားထောင်เนาะစကားနားထောင်ရင်လုံးဝမရှုံးဘူးမြတ်တဲ့မြတ်ဖို့ပဲရှိမယ်စောပုံစောနီယာစာကျွန်တော် Viber group တွေမှာအဖွဲ့ဝင် group 3ခုထားတယ်เนาะgroup 3ရဲ့ group 4ရဲ့ group 5ရဲ့ group 3ခုရှိပါမယ်အဖွဲ့ဝင်နဲ့ပတ်သက်လို့အဖွဲ့ဝင် group 3ခုရှိတယ်အဲ့ဒီအဖွဲ့ဝင် group 3ခုမှာကเนาะကျွန်တော်လူများတဲ့အတွက်ကြောင့်မလို့ခွဲပြီးတော့တနေရာစီထားပေးထားတယ်ဒါကြောင့်မလို့မျိုးလေးတွေအားလုံးကိုနေတဲ့ group မှာเนาะပြောချင်တာကလုံးဝပေါက်ကြီးမှန်ပါနဲ့เนาะပေါက်ကြီးတွေရိုင်းမှန်ပါနဲ့လုံးဝကုန်မစားပါနဲ့เนาะတရက်တာလုံးမှာကျွန်တော်ဒီဗုဒ္ဓဟူးရဲ့ကြာသပတေးရဲ့တောက်ကြရင်တစ်နေ့ကိုတစ်ချိန်လုံးเนาะလက်မကြီးနဲ့ကွက်တိပေါက်ကိုပေါက်ရမယ်ဆိုတဲ့ပုံစံနဲ့အဖွဲ့ဝင်တွေအကုန်လုံးကိုကျွန်တော်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဒီ3ရက်မှာကကျွန်တော်မျိုးတွေအားလုံးအဖွဲ့ဝင်ရောเนาะအကုန်လုံးဒီ3ရက်မှာပေါက်ပါလိမ့်မယ်เนาะဒီ3ရက်စလုံးမှာတစ်နေ့ကိုတစ်ချိန်လုံးနဲ့ပေါက်ပါလိမ့်မယ်ကျွန်တော်ပေးမဲ့เนาะအဖွဲ့ဝင်ကိုတမ်မဏိပတိเนาะတစ်နေ့ကိုတစ်ချိန်ကျွန်တော်ချပေးမှာเนาะမိန်ပတိရဲ့အယံပတိပါမယ်မိန်ပတိကိုကျွန်တော်ကဥတီမယ်အယံပတိကိုကိုတီကာယုံအနေနဲ့ပဲကစားရမယ်ဟုတ်ပြီနော်မိန်၄ကွက်တင်တို့အဲ့ဒီ၄ကွက်ကအမျိုးတို့အတွက်အကောင်းဆုံးသောရှစ်ပလန်ပဲဟုတ်ပြီနော်
ဘယ်လောက်တော့မာလဲဆိုရင်1000%နော်ကျွန်တော်ပြောပြပြီနော်တည်တည်ချာချာလေးကစားပါပေါ်တီပေါ်ပြက်နဲ့ကစားမယ်ဆိုရင်ပေါ်တီပေါ်ပြက်အလျောက်ပဲရပါလိမ့်မယ်နော်တည်တည်ချာချာလေးကိုဒီအမျက်လိုချင်တဲ့သူဖြစ်တယ်ဆိုရင်ကျွန်တော်တစ်နေ့ကိုတစ်ချိန်ပေါက်တီးကိုအာမခံပေးတယ်နော်ဒီနေ့တစ်ချိန်တမဏိပတိနဲ့မိတ်ကွက်ကိုတစ်နေ့မှာတစ်ချိန်ကျွန်တော်ဒီရအောင်ကြိုးစားပေးထားတယ်အာမခံပေးထားတယ်အဲ့ဒီဟာပဲကစားမယ်နော်ဒါဆိုရင်ကျွန်တော်အပြင်ကနေလိုက်သမားလေးဘာလုပ်ရမလဲဆိုအပြင်ကနေလိုက်သမားလေးတွေကကျွန်တော်ခါတိုင်းတင်ပေးနေကြဖြစ်တဲ့အရာကိုပဲသုံးမယ်နော်ပုံမှန်ကျွန်တော်တင်ဆက်ပေးနေကြဖြစ်တဲ့အရာလေးကိုပဲသုံးမယ်အဖွဲ့ဝင်ကိုပေးတဲ့နေလိုက်ကိုပဲကစားမယ်ဒီဘက်ကကျွန်တော်မျိုးတွေအားလုံးကနော်မီးပြန်လာတယ်နော်အပြင်ကနော်ကျွန်တော်ရဲ့ဖရီးသမားလေးတွေကကျွန်တော်ဒီမှာဖရီးပြောမယ့်အရာလေးကိုအမျိုးတို့ကကစားမယ်တနေ့ကုန်မှာပေါက်တီးတစ်ချိန်စားအဖွဲ့ဝင်ကလည်းအဖွဲ့ဝင်ကိုပေးမယ့်အရာကိုလိုက်ကစားမယ်ပေါက်တီးတစ်ချိန်စားနော်အဲ့ဒါကောင်းတာဘာမှမရှိပါဘူးဟုတ်ပြီနော်အဲ့တော့မျိုးလေးတွေအားလုံးအဖွဲ့ဝင်တွေရောနော်ဖရီးနေတိုက်သမားတွေရောနော်အဲ့တော့မျိုးတွေအကုန်လုံးကိုကျွန်တော်အကောင်းဆုံးသောရှစ်ပလန်ဖြစ်တဲ့နေရာတစ်ခုကို share လုပ်ပေးထားပါတယ်အဖွဲ့ဝင်တွေကအဖွဲ့ဝင်ရဲ့နေတိုက်ကိုပဲကစားပေးပါအဖွဲ့ဝင်တွေဒီပြများစရာမလိုဘူးအဖွဲ့ဝင်ကိုပေးထားတာဒီတမဏိပတိတစ်နေ့ကိုတစ်ချိန်စာပေါက်တီးအာမခံနဲ့ပေးထားတာဖြစ်တယ်အဲ့တော့အဲ့ဒါလေးကိုပဲကစားမယ်နောက်တစ်ခုနေတိုက်သမားလေးတွေအပြင်ကနေတိုက်အခု free တင်ပေးတဲ့နေတိုက် YouTube ကရောကျွန်တော် Telegram မှာရော Viber မှာရော free တင်ပေးတဲ့နေတိုက်ဒီ free သမားတွေ free နေတိုက်ကိုပဲကစားပါနော်အဲ့တော့အဖွဲ့ဝင်နေတိုက်ကိုပဲကစားပါမနေ့ညမှာပေါက်တီးတစ်ချိန်စာနဲ့အာမခံပြီးတော့ထုတ်ပေးထားပါတယ်ဟုတ်ပြီနော်အဲ့တော့ဗုဒ္ဓဟူးရဲ့ကြာသပတေးရဲ့တောက်ကြဒီ3ရက်ဒီ3ပွဲနော်3ရက်ကျန်တဲ့3ရက်6ချိန်စာမှာမဖြစ်မနေအဖွဲ့ဝင်ဒီမျက်နှာထိုင်မြတ်ပါလိမ့်မယ်ဒါကျွန်တော်ပြောတဲ့ဟာယုံကြည်နေပါနော်ဒါမျိုးတွေတော့ပြောပြတာပါနော် free သမားလေးတွေကျွန်တော်ခုတင်ပေးလိုက်မယ် free သမားလေးတွေ free ကစားမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရဲ့အပြင်ကအမျိုးတွေအတွက်ဆိုရင်တော့ကျွန်တော်ပြောပြပါမယ်ဒီနေ့တနေ့ကုန်စားမှာအရန်ကိုအားကောင်းနေတော့နော်အရာဒီဘာဖြစ်မလဲဆိုတော့ကျွန်တော်မျိုးတွေအားလုံးဒီနေ့မှာကျွန်တော်ရဲ့မျိုးတွေအားလုံးဗုဒ္ဓဟူးနေ့မနေ့ညအတွက်သုံးရမယ်လုံးပိုင်ပတိတိ4-5ပိုင်4-5ချိန်4-5ပတိဖြစ်ပါတယ်ဟုတ်ပြီနော်ဗုဒ္ဓဟူးနေ့မနေ့ညအတွက်အရန်ကိုအားကောင်းနေတော့လုံးပိုင်ပတိတိ4-5ပိုင်4-5ချိန်4-5ပတိဖြစ်ပါတယ်နော်ညီကိုအတွဲလေးတွေနော်ဒါအပြင်က free သမားလေးတွေညီကိုအတွဲလေးတွေနော်4-5ပိုင်4-5ပတိ4-5အချိန်ဖြစ်ပါတယ်ဒါအပြင်က free သမားလေးတွေအတွက်ပါအဲ့တော့4-5ချိန်ကိုကျွန်တော်မျိုးတွေဘာနဲ့ကပ်ပြီးကစားရမလဲဆိုရင်4-5ချိန်ကိုကျွန်တော်မျိုးလေးတွေအားလုံး4-5ချိန်ကိုနှစ်ခုကိုလေးနဲ့ပဲကပ်ပါနော်4-5ချိန်ကိုနှစ်ခုကိုလေးနဲ့ပဲကပ်မယ်နှစ်ခုကိုလေးအပြီးခွင့်မယ်ဒီနေ့ဗုဒ္ဓဟူးနေ့မနေ့ညမှာနော်အပြင်က free သမားလေးတွေအတွက်ပြောပြလိုက်ပါပြီ4-5ပိုင်4-5ပတိ4-5အချိန်ကိုနော်4ကိုနှစ်ခု4ကိုနဲ့အပြီးကပ်မယ်နှစ်ခု4ကိုနဲ့အပြီးခွင့်မယ်နော်အဲ့တော့4နဲ့ပတ်သက်လို့ main 4ကွာခေါ်ပေးမယ်4နဲ့ပတ်သက်လို့ main 4ကွာကဘာဖြစ်မလဲဆို4နဲ့ပတ်သက်လို့ main 4ကွာ4နဲ့4ခု4ကိုရမလား4နဲ့4ခု4ကို5နဲ့ပတ်သက်လို့ main 4ကွာ5နဲ့5ခု5ကိုရမှာနော်9နဲ့ပတ်သက်လို့ main 4ကွက်9နဲ့5ခု5ကိုအပြင်က free သမားနေတိုက်သေးသည်အပြင်ကခဏအောင်ပဲကစားလာနော်အဲ့တော့အဖွဲ့ဝင်ကိုပေးမဲ့အဖွဲ့ဝင်တွေရဲ့နေတိုက်တွေကိုကျွန်တော်ပြောပြီးပြီနော်အဖွဲ့ဝင်တွေသည်တနေ့ကိုတစ်ချိန်မှာပေါက်သေးအာမခံနဲ့ကျွန်တော်ဒီဗုဒ္ဓဟူးကြာသပတေးတောက်ကြ3ရက်စလုံးမှာခြာပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဖွဲ့ဝင်ကိုပေးမဲ့အရာပဲကစားပါမယ်နော်အဖွဲ့ဝင်ကိုပေးမဲ့ main ပတ်သေးနဲ့အရန်ပတ်သေးကိုကစားမယ်တည်တည်ချာချာလေးတမဏိထက်မာတယ်ဟုတ်ဝင်နေနော်ဘာဆက်လောက်ရမလဲဆိုတဲ့သူတွေနော်အမှားဆုံးအရာကိုအကောင်းဆုံးအရာကိုရှေ့ပလန်ကိုကျွန်တော်ချပေးလိုက်မယ်ဟုတ်ပြီနော်မျိုးတွေအားလုံးရမယ်လို့ထင်ပါတယ်ဟုတ်ပြီနော်ဒါကအဖွဲ့ဝင်တွေကအဖွဲ့ဝင်ပေးမယ်ရပဲကစားမယ်အပြင်က free သမားနေတိုက်တွေက free သမားအရာကိုပဲကစားပေးပါနော် free သမားလေးတွေအတွက်ကိုလည်းအကောင်းဆုံးသောရှေ့ပလန်နော်ပေါက်တီးတစ်ချိန်စာမနေ့ညမှာလုပ်ပေးထားပါတယ်အဖွဲ့ဝင်တွေအတွက်ကိုလည်းပေါက်တီးတစ်ချိန်စာနဲ့နော်အကောင်းဆုံးသောရှေ့ပလန်မနေ့ညလုပ်ပေးထားပါတယ်နော်ဘယ်သူမှမျက်နှာလိုက်ထိုင်ခြင်းမရှိပါဘူးဟုတ်ပြီလားနော်ဒါကြောင့်မျက်နှာလိုက်တဲ့အချိန်ကောင်းသက်ဆန်သူ့ရဲ့ဖောက်ဝင်ပဲဟာလာပေါက်ကနန်းပေးရပဲဆိုရင်အရာမျိုးကြီးလေနော်အပြောမခံနိုင်နော်အကောင်လုံးကိုစေတနာထားတယ်နော်အကောင်လုံးကို
စေတနာထားပြီးပေးတဲ့အတွက်ကြောင့်မလို့လေကဏ္ဍနေသည် main ကွက်တွေနဲ့အတူတူအောင်မြင်မှုတွေမနေ့ညဒီဆွဲနေတယ်နော်ဒါကြောင့်မလို့မျိုးလေးတွေအားလုံးဒီနေ့ကတော့မင်္ဂလာရှိသောနေ့ရက်လေးပါအဲ့တော့မင်္ဂလာပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာနဲ့အဆုံးသတ်ခွင့်ပြုပါအဲ့တော့မျိုးလေးတွေအားလုံးဟောနားလည်မလို့ထင်ပါတယ်ဖရီးသမားလေးတွေလည်းနော်အပြင်ကဖရီးသမားလေးတွေလည်းနော်၄၅ပိုင်း၄၅ပတ်တိ၄၅ချုပ်မိမိမှာလုံးပိုင်းရှိရင်မိမိရဲ့လုံးပိုင်းနဲ့အပြီးကတ်ရိုက်လိုက်နော်ကျွန်တော်ပေးရဲ့နှစ်ခွန်လေးခွန်းနဲ့အပြီးကတ်ပြီးတော့၄၅ပိုင်း၄၅ပတ်တိ၄၅ချင်းကိုနော်ဒီနေ့ဗုဒ္ဓဦးနဲ့မနေ့ညမှာကစားပါနော်ဒါအရန်ကိုအားကောင်းပါတယ်ဟုတ်ပြီနော်အဲ့တော့အပြင်ကဖရီးသမားလေးကိုလည်းပေးပြီးပြီအဲ့တော့ကျွန်တော်ရဲ့ VIP နော် VIP သမားလေးတွေနော်ကျွန်တော်ရဲ့ member VIP အဖွဲ့ဝင်လေးတွေအတွက်နော်ဒီနေ့ပေါက်တီးတစ်ချိန်စာမိတ်ပတ်တီတစ်လုံးနဲ့အရန်ပတ်တီတစ်လုံးမိတ်လေးခွက်တင်ပြီးတော့ဒီနေ့ပေါက်တီးတစ်ချိန်ရအောင်ပြုပါမယ်ဒါအဖွဲ့ဝင်တွေကောင်းလို့နော်ပြောလိုက်ပြပြီကဲအားလုံးပဲဒီတော့ပါပဲအားလုံးပဲတက်တာပါမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျတက်တာပါ